လို့မပြောဘူးဖြစ်နေတယ်အဲ့လိုလူတွေရှိတာအဲ့တော့ကိုယ့်ရဲ့အိမ်မှာဖေဖေမေမေတွေဖိုးဖိုးတွေကအိမ်မပြောဘူးဆိုရင်အိမ်ထဲမှာတချွတ်တစ်ချောက်ချောက်သူတို့ဘာထလုံးမှမသိတော့ကိုတွေကသားတွေသမီးတွေကအဲ့လိုမရဘူးဟုတ်တယ်နော်အဲ့လိုမျိုးဆိုအရန်စိတ်ညစ်ရတယ်ဒါမမမကိုချင်းစားတယ်မမမကလည်းအမေရှိတယ်မမမလည်းသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကိုချင်းစားတယ်ဘာလို့လဲအမေကအိမ်မမအိမ်ဖြစ်နေကိုကစိတ်ချလက်ချအဲ့လိုရမယ်အမေဘာဖြစ်လို့လဲအဖေဘာဖြစ်လို့လဲဆိုတာမေးနေရတယ်နော်ကဲအဲ့တော့အဖေတို့အမေတို့လည်းအိမ်ရေးဝမယ် energy တွေလည်းအပြည့်ဖြစ်မယ်ကိုလည်းအေးစစ်စစ်နာနာနေပြီးအိပ်ရမယ်အဲ့တော့ကျမတို့ကအလုပ်လုပ်ရတယ်မမမူရေးမြင်မြင်အိတ်ချင်တယ်โอเคဒါမျိုးဆိုနိုင်ဝက်အတွင်းအိပ်ပျော်စေရမယ်နိုင်ဝက်အတွင်းအိပ်ပျော်စေမယ်စေးကဲဒါလေးကတော့ကစုံယုံနေလေးဖြစ်ပါတယ်အရန်ကိုရောင်းအားကောင်းနေတော့သူ့ထဲမှာရှိတဲ့အဖက်ကလေးတွေကဒီလိုအဖက်ကလေးတွေပါသူ့ရဲ့အရသာထုတ်နေတာရောကဂျုံစီလေးစားနေရတယ်လို့ပဲအရန်ကြိုက်တာဒီလိုလေးမစားပါနဲ့မမမူရေးရစီတီမက်မှာဘိုင်ဝမ်ကတ်ဝမ်ရသေးလားတဲ့စီတီမက်မှာ orange မှာဘိုင်ဒူးကတ်ဝမ်ရတယ် orange မှာဘိုင်ဒူးကတ်ဝမ်ရတယ်ကျန်တဲ့စီတီမက်တွေမှာတော့မရဘူးနော်တမခါလေးရမ်းကြိုက်ပါတယ်မမမူတဲ့ကျေးဇူးများကြီးတင်ပါတယ်ဒဇွန်ယုံနေလေးကတဲ့အဖေလဲတဲ့ရမ်းကြိုက်တယ်အိပ်ပျော်လို့တယ်ကဲဒါပဲကြိုက်ရမယ်မမမူရဲ့ဆေးရလူကြီးတွေကြိုက်လို့ကြိုက်ရမယ်တခုတော့ရှိတယ်နော်လူကြီးတွေကိုဒီတိုင်းသွားမကြွေးနဲ့ဒဇွန်ယုံနေလေးတောက်ပြီးသားတဲ့ဖွက်ထားတာလေဒီမှာရေခဲတက်တာတွေကဒါလေးကြံနေရဒီနေ့နော်အဲ့တော့ဒါလေးကိုအဲ့လိုသွားကျွေးရင်အဲ့တိုင်းပဲစားနေမှာအဲ့တိုင်းပဲစားနေမှာနော်တို့တော့မစားနိုင်ဘူးလေဟုတ်တယ်ဒီနှမျိုးရတယ်လေဖောင်ဖောင်လည်းမစားဘူးလေဒီမဲ့ဒါလေးဒီနေ့ live ဆိုတော့ကျွန်မလည်းပင်ပန်းနေမရအောင်အိပ်ပြုံမှရမယ်လောက်ကပင်ပန်းတော့ဒီမှာပစုံယုံနေမတော့ရဘူးလေပုံပြီးလို့လေဒီလိုလေးတောက်မယ်နော်ဒီလိုလေးတောက်မယ်အဲ့တော့ကိုယ့်ရဲ့အမေတွေအဖေတွေကိုအဲ့တိုင်းသွားကျွေးရင်တို့ကတော့အဲ့တိုင်းစားမှာပါဖြောမတိုက်နဲ့ငါ့ကိုဒီတိုင်းကျွေးလို့ပဲပြောလိုက်မယ်နော်အဲ့တော့ဒါလေးကတော့မမမိုးကဘာဖြစ်လို့ဒီလိုလေးဖြောတိုက်ထားလဲဆိုကျမတို့အမေကြီးကနော်ကျမတို့အမေကြီးကမနက်3နာရီ4နာရီလောက်မှာလေနော်3နာရီ4နာရီမှာလေဖြတ်သွားတာဖြစ်တဲ့အတွက်လေဖြတ်ပြီးတော့ဆုံးသွားတာပေါ့ကွယ်စေကန်းတွေဘာတွေလည်းမရောက်လိုက်ဘူးနော်စေကန်းတွေဘာတွေလည်းမရောက်လိုက်ဘူးကျမတို့အမေကြီးကအသက်ဘယ်လောက်အသက်80နာရီပေါ့နော်အသက်80နာရီမှာမနက်ကြီးအစော3နာရီ4နာရီမှာလေဖြတ်သွားတာအသက်ကြီးတဲ့လူတွေအဲ့လိုဖြစ်တယ်အဲ့တော့ကျွန်မပြောမယ်အဲ့လိုမျိုးကိုယ့်ရဲ့နော်အမေကြီးတွေဖေဖေတွေမေမေတွေကိုဒီလိုမျိုးလေမဖြတ်အောင်လို့မို့လို့ကျွန်မဒါလေးကိုရေနွေးလေးနဲ့ဖြောပြီးတော့တိုက်ခိုင်းတာနော်အဲ့တော့ကိုယ့်ရဲ့အိမ်မှာဖေဖေတွေမေမေတွေဖိုးဖိုးတွေဖွားဖွားတွေအိမ်မပြောဘူးဆိုလို့ရှိရင်ဒါလေးကိုဝဲကိုယ့်ရဲ့အိမ်မှာဖေဖေတွေမေမေတွေအိမ်မပြောဘူးဆိုလို့ရှိရင်ရလိုက်အိမ်မပြောဘူးဆိုလို့ရှိရင်ဒီကစွန်းရုံးလေးကိုဒါတိုက်ကျမ်းမာရေးတွေအရန်ကောင်းလာလိမ့်မယ်ကျမ်းမာရေးတွေအရန်ကောင်းလာလိမ့်မယ်နော်အဲ့ဒါလေးကိုတစ်ချက်ပြောချင်တာအဲ့တော့ကိုယ့်ရဲ့အိမ်မှာကျမ်းမာရေးကောင်းဖို့နံပါတ်1နော်ပတ်သက်ရှိဖို့တွေမရှိဖို့တွေကနောက်နော်ကျမ်းမာရေးကအဓိကဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာကျမ်းမာရေးကောင်းဖို့လိုအပ်တယ်ကျမ်းမာရေးကောင်းမှကျမတို့လှုပ်ချင်တာတွေကျမတို့လုပ်လို့ရမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီက400ကျော်တက်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်400ကျော်တက်ပြီးတဲ့အတွက်